Aston Villa ကွင်းနဲ့လူ Tielemans ကိုပေါင်35တန်းဖြင့် United တို့ခေါ်ယူလိုက်ပါပြီ။အားလုံးပဲမင်္ဂလာပါ။ရန်ကျော် online betting service ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပြီးခဲ့တဲ့ရက်ကမှ Chelsea ကွင်းနဲ့လူ Andre Santos ကိုခေါ်ယူထားတဲ့ United တင်က Aston Villa တင်ရဲ့ Belgian ကွင်းနဲ့လူ Tielemans ကို9နှစ်စာချုပ်ဖြစ်ထပ်မံခေါ်ယူလိုက်ပြီးဖြစ်ပါတယ်။ United ကအသက်29နှစ်ရွယ်ရှိအလဲတန်းကစားသမားကိုစာချုပ်ဖြတ်သိမ်းကြီးပေါင်35တန်းပေးပြီးတော့ခေါ်ယူလိုက်တာပါ။2026ကမ္ဘာဖလားမှာ Belgian ကို quarter final ကိုတက်ရောက်အောင်ကူညီပေးနိုင်ခဲ့တဲ့ Tielemans က2019ခုနှစ်မှာ Leicester အသင်းနဲ့အတူ Premier League ကိုရောက်လာခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့300တီဆက်တိုက် Villa မှာကစားလာခဲ့တဲ့သူဖြစ်ပါတယ်။ Manchester United ကိုပြောင်းခွင့်ရလို့ဘယ်လောက်ခုံယူတယ်ဆိုတာဖော်ပြနိုင်စွမ်းမရှိပါဘူး။ Special Club တစ်ခုနဲ့စာချုပ်ချုပ်ဆိုခွင့်ရတာအရန်ခုံယူပါတယ်။ဘောလုံးအပေါ်ကျွန်တော်ပထမဆုံးချစ်မြတ်နိုးခဲ့ပြီးတဲ့နောက်ကြိုးစားအထောက်လာခဲ့မှုတွေရဲ့အထွတ်ထိပ်ဖြစ်ပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။ United ကအခုနေရာတည်ပြောင်းရွှေ့စေကွက်မှာ Andre Santos ကခေါ်ယူပြီးတဲ့နောက်ဒုတိယမြောက်ခေါ်ယူမှုဖြစ် Tielemans ကိုခေါ်ယူလာခဲ့တာလည်းဖြစ်ပါတယ်။ Tielemans ကအခုနေရာတည်ကမ္ဘာဖလားမှာ Belgian အသင်းအတွက်9ပွဲကစားပေးခဲ့ရမှာ2ဂိုးသွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ Tielemans က2023ခုနှစ်မှာ Leicester အသင်းကနေ Villa ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်134ပွဲကစားက10ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ Tielemans ကစားတဲ့ကာလအတွင်းမှာ Villa ဟာ Champions League ဝင်ခွင့်2ကြိမ်ရရှိခဲ့ပြီးတော့ quarter final အထိကိုတက်ရောက်နိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့ရာသီတုန်းကလည်း Europa League ဖလားကိုဆွတ်ခူးနိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ Tielemans က Villa ကိုမပြောင်းမီ Leicester မှာတော့ Community Shield နဲ့ FA ဖလားတို့ကိုလည်းဆွတ်ခူးနိုင်ခဲ့ပူပါတယ်။